Liverpool အန်ဖီမှာအနိုင်ယူဖို့ပြန်လာတာဆိုတဲ့ဖတ်တင်တာ Liverpool ကြောင့်ကစားခွင့်မရဖြစ်နေတဲ့ Harvey Elliott မင်္ဂလာပါ Liverpool show မြန်မာအနေနဲ့ကြိုဆိုပါရစေပထမဆုံးတစ်ခုကကျွန်တော်ဖတ်တင်တာဒီသူပြောသွားတာကျွန်တော်ဒီတစ်ခေါက်အန်ဖီကိုပြန်လာတာ Liverpool ကိုအနိုင်ယူဖို့ပါလုံးဝ special ဖြစ်ပါတယ်အရင်အခြေအနေတွေနဲ့မတူတော့တဲ့အခြေအနေနဲ့အန်ဖီကိုကျွန်တော်ရောက်ရှိလာမှာဖြစ်ပါတယ်ဒီတစ်ခေါက်လာမှဒီ Liverpool ကိုအနိုင်ယူခြင်းလို့ဖြစ်ပါတယ်ဆိုပြီးဖတ်တင်တာပြောသွားခဲ့တယ်အရင်ကလည်း Liverpoolအသင်းနဲ့ကစားတဲ့ပွဲမတိုင်ခင်စကားစစ်ထိုးခဲ့ကြတဲ့ကျွန်တော် player တွေနီးပြတွေအများကြီးကျွန်တော်တွေးခဲ့ဘူးတဲ့အဲ့လို player တွေနီးပြတိုင်းကိုအဲ့လိုစကားစစ်ထိုးခဲ့တဲ့ကစားသမားတွေနီးပြတိုင်းကိုကျွန်တော်တို့ Anfield နဲ့ Liverpool ကစားသမားတွေဒီအချင်းချင်းအခါကတက်တည်ပြပြီးပြီဖြစ်ပါတယ်ချင်းအခါကလည်းကြုံတွေ့ပြီးပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော် public တိုင်းဆန္ဒရွေးပြည့်သွားမလားဒါမှမဟုတ် Liverpool ကပဲ Man City ကိုကောင်းတင်ကန်းစာပေးနိုင်မလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမယ်ကျွန်တော်မြင်ရဆိုရင်တော့ Liverpool အသင်းဒီ low block ဆော့တဲ့အသင်းကိုပဲအခုလက်ရှိအခြေအနေအရအခက်အခဲတွေ့တာကျင်းတဲ့အသင်းတော်တော်များများသူတွေကိုရင်ရှင်ဖိုက်နိုင်တဲ့အသင်းတော်တော်များများကိုကောင်းကစားထားနိုင်တာကိုတွေ့ရတယ်ဥပမာအဖြစ်ဆိုလို့ရှိရင် Real Arsenal Inter တကယ်သူတွေကိုရင်ရှင်ဖိုက်နိုင်ပြီတကယ် real football ကိုဆော့တဲ့အသင်းတွေကို Liverpool ဒီကောင်းရင်ဆိုင်နိုင်တဲ့ပွဲစဉ်များစွာကျွန်တော်တို့တွေးရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်ကိုလည်းကျွန်တော်ကယုံကြည်မှုရှိပါတယ်အဲ့တော့ပတ်ပလင်တာပြောတဲ့အတိုင်းပဲဖြစ်သွားမလားအန်ဖီနဲ့ Liverpool ကစားသမားတွေကပဲနောက်တစ်ခေါက်တက်တည်ပြသွားမလားဆိုတာတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ကြမယ်ဒုတိယခေါင်းစဉ်အနေနဲ့ကLiverpool ကြောင့် Aston Villa မှာကစားခွင့်မရဖြစ်နေတဲ့ Harvey Elliott ပဲဖြစ်ပါတယ်Unai Emery ပြောသွားတာဆိုလို့ရှိရင်ကျွန်တော်ဒီ Harvey Elliott ကို Aston Villa မှာပွဲထုတ်ခွင့်ပို့ပြီးပေးခြင်းပါတယ်ပို့ပြီးတော့သုံးခြင်းပါတယ်ဒါပေမဲ့ဒီ Liverpool နဲ့ Aston Villa စာချုပ်ချုပ်တဲ့နေရာမှာကျွန်တော်တို့ဒီပွဲထွက်ခွင့်ဘလောက်ဆော့ပြီဆိုလို့ရှိရင် Harvey Elliott ကိုမဖြစ်မနေဝယ်ရမယ်ဆိုတဲ့ကန့်သက်ချက်ကိုထည့်ထားတယ်အဲ့တော့ Aston Villa ကလည်းဒီကစားသမားကိုအပိသက်မဝယ်ခြင်းဘူးမဝယ်ခြင်းတဲ့အတွက်ကြောင့်မလို့ Unai Emery ဒီလည်းHarvey Elliott လေးကိုအခု Aston Villa မှာပွဲထွက်ခွင့်တိတ်ချမပေးလို့မရဖြစ်တယ်ပေါ့နော် Unai Emery ကတော့ပေးခြင်းတယ်ကစားသမားလေးဒီလည်းအခုလက်ရှိ Aston Villa အသင်းကိုကူညီဖို့အတွက်အရေးအချင်းတွေရှိတယ်ဒါပေမဲ့ဒီကျွန်တော်တို့ချုပ်ထားတဲ့စာချုပ်ကြောင့်ကစားမပေးလို့မရဘူး။ကေHarvey Elliottကို Aston Villa မှာခြေပွဲထုတ်ခွင့်ပုံများများပေးစေချင်တယ်ဆိုလို့ရှိရင်တော့အချက်လက်ကိုဖြုတ်ပေးဖို့ဆိုပြီးတော့ပြောကြားသွားခဲ့ပါတယ်။အငှားသွားကစားတဲ့ကစားသမားတယောက်အနေနဲ့ပွဲထွက်ခွင့်ရဖို့ကလည်းအရေးကြီးတယ်။ပွဲထွက်ခွင့်မရလေကစားသမားရဲ့ခြေစွမ်းနဲ့ယုံကြည်မှုကပျောက်လေဖြစ်တယ်ပေါ့နော်။ကျွန်တော်ကတော့အဲ့လိုမသုံးဒီတိုင် Aston Villa ကဘယ်မျိုးအခြေအနေကြောင့်ပွဲထွက်ခွင့်မပေးရင်တော့Liverpool အသင်းကိုပြန်ခေါ်ပြီးတော့ Liverpool squad deck ပိုကောင်းလုပ်တင်တယ်လို့မြင်တယ်ကစားသမားကလည်းပြန်လာခြင်းနေတယ်အဲ့တော့ဘယ်လိုဆက်ဖြစ်မလဲ Aston Villa မှာပဲဆက်ရှိမလား Liverpool ကိုပဲကစားသမားလေးပြန်လာမလားဒါမှမဟုတ်လို့ရှိရင်တခြားအသင်းထောင်ပဲ Liverpool အသင်းကရောက်ချသွားမလားဆိုတာတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်ဖြစ်ပါတယ်ဒီကိုတော့ဘယ်လိုမြင်ကြလဲ Man City လက်ရှိလက်ထောက်နေပြပတ်ပြင်တာ Liverpool ကနေထွက်တဲ့အချိန်တော့သူပြောသွားတာဒီ club နဲ့လက်တွဲလုပ်ပြီးတော့ကျွန်တော်ဘယ်နီးပြစီကိုမှလက်ထောက်နီးပြအနေနဲ့ကျွန်တော်မသွားတော့ဘူးကျွန်တော်ဘောလုံးလောကတစ်ဖက်ပြန်လာမယ်ဆိုလို့ရှိရင်လည်းနီးပြချုပ်အနေနဲ့ပဲပြန်လာမယ်ဆိုပြီးသူကပြောသွားခဲ့ပါတယ်ဒါပေမဲ့အခုတော့လက်ရှိ Man City ကျွန်တော်တို့ Liverpool အသင်းရဲ့ပြိုင်ဘက် Man City အသင်းရဲ့လက်ထောက်နီးပြအနေနဲ့သူပြန်လုပ်တယ်ပေါ့နော်ဘောလုံးလောကဒီလိုပါပဲညီကိုတို့ရဲ့ကျွန်တော်တို့ Liverpool ငယ်မွေးချမ်းပေါင်းအာနိုးတောင်ပြောတာဆိုလို့ရှိရင်သူ့ဒီ video game ထဲမှာပဲဘောလုံး game ထဲမှာပဲဝယ်လို့ရမယ်အပြစ်မှာဆိုရင်တော့မဖြစ်နိုင်ဘူးဆိုပြီးပြောသားပြမယ်လေအခုလွတ်ပြောင်းရွှေ့ခြင်းတွေကို real ကိုရောက်ရှိသွားတယ်ပေါ့နော်အဲ့လိုဆိုတော့ဘောလုံးလောကရဲ့သဘောတဘာဝတွေပဲဒါပေမဲ့သူဒီတစ်ခေါက်ပြန်လာချင်တာ Anfield ကိုAnfield မှာ Liverpool အနိုင်ယူဖို့ဆိုတာဟာတော့သူစံထားပဲပြည့်သွားမလားကျွန်တော်တို့ဒီ Anfield နဲ့ပြည်သက်တွေနဲ့ Liverpool ကစားသမားတွေကပဲနောက်တစ်ခေါက်တက်တည်ပြောက်သွားမလားဆိုတာတော့စောင့်ကြည့်ကြအောင်ညီကိုတို့